ချောင်းဖွင့်တဲ့ပထမဆုံးရမှာကောင်မလေးတယောက်ကကန်ဆိုးစွာနဲ့ပဲထရယာတစီနဲ့တိုင်မိပြီးမတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။အနီးနားမှာရှိတဲ့လူတွေကလူနာတင်ခေါ်ပြီးဆေးရုံပို့ပေးခဲ့ကြပါတယ်။ဒါပေမဲ့လူနာတင်မောင်သမားကလူနာအသက်ထက်ပတ်စံကိုပို့မှမော်ခဲ့ပါတယ်။အနည်းဆုံးအစိုးရဆေးရုံကိုမပို့ပဲကော်မရှင်ပွဲကပို့ရတဲ့10ကီလိုမီတာအကွာကပုဂ္ဂလိကဆေးရုံကိုပို့ဆောင်ခဲ့တာ။ဆေးရုံရောက်တဲ့အချိန်မှာတော့ကလေးမလေးကအသက်မရှိတော့ပါဘူး။ဒါပေမဲ့ငွေမတ်တဲ့ဆေးရုံဝန်ထမ်းတွေကတော့ဒါကိုပတ်စံရှာဖို့အခွင့်အရေးတစ်ခုအနေနဲ့မြင်ခဲ့ကြပါတယ်။ကလေးမလေးရဲ့အဖေကိုသမီးဖြစ်သူအသက်ရှင်နေသေးတယ်။ခွေးစိတ်ကူးတော့မှုလုပ်ရအသက်ကင်းနိုင်မယ်လို့လိန်ပြောပြီးဆေးကူးစီဒေါ်လာ2000တောင်းခံပါတော့တယ်။သမီးလေးအသက်ရှင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဖခင်ဖြစ်သူကဘာမဆိုလုပ်ဖို့အစဉ်သင့်ဖြစ်နေရှာပါတယ်။သူတို့မိသားစုရဲ့တခုတည်းသောဝင်ငွေရလမ်းဖြစ်တဲ့တက်စီအငှားအိမ်ကိုရောင်းတယ်။ဇနီးဒီရဲ့လက်ဝဲရတနာတွေကိုရောင်းတယ်။နောက်ဆုံးသူတို့နေစရာအိမ်ကိုပါရောင်းချပြီးခွဲစိတ်စီကိုရှာဖွေခဲ့ပါတယ်။ခွဲစိတ်ခန်းတဲ့ကိုဆရာဝန်ရောက်လာတဲ့အခါမှာတော့သူဟာလူနာကိုတကယ်ကယ်တင်ဖို့မကြိုးစားပါဘူး။ကလေးမလေးရဲ့ခေါင်းမှာပလက်ခေါင်းအခုကိုတက်ဆင်ပြီးခွဲစိတ်နေတဲ့ရောင်ဟန်ဆောင်ခဲ့ပါတယ်။တကယ်တော့ကလေးမလေးကတည်ဆုံးနေတာကြပါပြီ။နောက်ဆုံးမှာတော့ဆရာဝန်ကမိဘတွေစီထွက်လာပြီးကျွန်တော်တို့အကောင်းဆုံးစူးစမ်းခဲ့ပေမဲ့ကလေးကိုကယ်နိုင်ခဲ့ပါဘူးလို့ပြောင်းချလင်ပြောပါတယ်။ရင်ကွဲပလက်ဖြစ်နေတဲ့မိဘတွေကသမီးလေးရဲ့ရုပ်အလောင်းကိုနောက်ဆုံးအနေနဲ့ကြည့်ချင်ပါတယ်ယူတောင်းဆိုတဲ့အခါမှာတော့ဆေးရုံဘက်ကဆေးဘိုးကြံငွေအရင်ရှင်းမှအလောင်းကိုထုတ်ပေးမယ်လို့ရရဆက်ဆက်ညှင်းဆိုလိုက်ပါတော့တယ်။